ချစ်သူလေးများမင်္ဂလာပါရှင်မမတို့ညီမလေးတို့ဒီနေ့မှာထုတ်ကုန်ပစ္စည်းလေးအသစ်တစ်မျိုးနဲ့မိတ်ဆက်ပေးပါမယ်နော်ဒီဟာလေးကိုမြောက်ခွညူနေတူမမတို့ညီမလေးကိုဖောက်ကြည့်လိုက်ကြမယ်နော်ဒီထုတ်ကုန်လေးကပေါ့နော်မြန်မာနိုင်ငံကိုအလောလောဆယ်အခုမှသွင်းတဲ့အရေးအသွေး limited ပေါ့နော်အရေးအသွေးနည်းနည်းပေါ့အရေးအသွေးကောင်းကောင်းလေးနဲ့ပစ္စည်းနည်းနည်းလေးပဲရတယ်ဒါလေးကရှားပါပစ္စည်းလေးနော်ဒီပစ္စည်းလေးကိုမမတို့ညီမလေးတို့ရောင်းဖို့အတွက်ပေါ့နော်ဒါမြောက်ခွညူကနေပြီးတော့ဒါမနေ့မမတို့ညီမလေးတို့လှလေးဝစ်စီခြင်းလို့လေဒါလေးကစုပေးထားတာပါဒါလေးကတော့မင်္ဂလာဆောင်မဲ့မင်္ဂလာသရိုးသမီးလေးတွေပြီးသွားလို့ရှိရင်လည်းသရိုးသမီးမှမဟုတ်ဘူးပေါ့နော်မမတို့အလှရှင်အလှမမတွေညီမလေးတွေရောကိုကတော့ဒါကိုရဲ့ပွဲလေးကိုမမတို့ကြည့်ပြီးတော့ဝစ်စင်လို့ရတယ်ပြောချင်တာကတော့ပွဲမှာတကယ်သရိုးသမီးတကယ်ဟိုမှာမတို့တကယ်ပွဲရှင်တွေပေါ့နော်ဝစ်လို့အရန်တင့်တော်လိုက်ဖက်နေတဲ့ထုတ်ကုန်လေးတစ်မျိုးနဲ့မိတ်ဆက်ပေးပါမယ်အရန်ခန်းသားထဲဝါပြီးတအားလှပါတယ်ပစ္စည်းကမြန်မာနိုင်ငံမှာဒီမှာအရေးအတွက်သူက limited နဲ့ထွက်တာနောက်ပိုင်းတော့သူတို့ဟိုနင်းပေါ့လူကြိုက်အရန်များတယ်ဆိုလို့ရှိရင်တော့သူကနောက်ထပ်ထွက်ရင်ထွက်မှာပေါ့လောလောဆယ်ကတော့ညီမတို့ဒီလက်ကားကိုယ်စလဲတွေအတွက်တောင်ညီမတို့မနှဲလူဝယ်ထားရတဲ့ထုတ်ကုန်လေးပါသူ့ရဲ့ဈေးနှုန်းက3သိန်းခွဲကျပ်ပါနော်ညီမတို့3သိန်းခွဲကျပ်ပါရွှေမဒီကထုတ်လုပ်ပေးထားတာသူက3သိန်းခွဲဆိုတာလည်းမမတို့ညီမလေးတို့ဒီလိုမျိုးလေးပါနော်တကယ်ဟိုမှာပွဲတက်ချိတ်ကြီးပါမတို့ဒီအထည်လေးကတော့ကိုယ့်ရဲ့သမိုင်းဝင်နေ့လေးတွေအတွက်ကောပြီးွားရင်လည်းနောက်ထပ်ခါအမြဲတမ်းတစ်သက်လုံးသိမ်းစီဝစ်စင်လို့ကောင်းမယ်ဒါလေးကတစ်ခေါက်ပိုးလေးပေါ့နော်မတို့သူကထိုင်းပိုးတို့လိုပြောင်ကြီးကြီးမာတာဟွာကြီးမဟုတ်ဘဲနဲ့ဒါလေးကပိုးဆိုပြီးအယောင်ဆိုယုံလေးပဲပေါ့နော်မဒီနားမှာထိုင်ပြပါအဲ့ဒီဟိုနေလေးတွေပါဒီတစ်ခေါက်ပိုးလေးပေါ့နော်မတို့ဒီတစ်ခေါက်ပိုးလေးပေါ်မှာဟောဒီမှာလုံးဝပွဲတိုးတော့မတို့ဒါလေးတွေကဒီမှာနော်ဒါသူတို့ကဒီမှာလုံးဝတကယ်ဟိုမှာချိတ်လှိုင်းကိုကြွားလေးတွေနဲ့ဒီမှာကဒါလေးကဘယ်လိုခေါ်မလဲဆိုဟိုနေပေါ့ကက်ရှမီးယားဒါကတော့မတို့ကက်ရှမီးယားပေါ့နော်ကက်ရှမီးယားမတို့ကက်ရှမီးယားအစ်စ်တွေလေအိန္ဒိယကသွင်းတယ်ဒီဟာကြတော့မတို့အိန္ဒိယကနေပြီးတော့သွင်းတာပေါ့နော်အိန္ဒိယအတွင်းနဲ့ကက်ရှမီးယားပါကက်ရှမီးယားကိုကက်ရှမီးယားအစင်မလုပ်ဘဲနဲ့သူကကြတော့ညီမတို့မြန်မာနိုင်ငံအတွက်တီးတန့်လုပ်ပေးလိုက်တဲ့ချိတ်ပါပေါ့နော်ဒါမြန်မာပြည်သူတွေမြန်မာလူမျိုးတွေဝတ်ဖို့အတွက်ချိတ်ဒီဇိုင်းကိုလုပ်ပေးလိုက်တာပါတကယ်တော့ဒါကက်ရှမီးယားပေါ့နော်မတို့အဲ့ဒါမျိုးလေးပါဒီချိတ်ကလေးပါသူ့ရဲ့ထူးခြားချက်ကဘယ်လိုလေးလဲဆိုတော့3သိန်းခွဲဆိုတော့မတို့ဒီလုံကြီးတစ်ထည်တယ်မဟုတ်ဘူးပေါ့နော်ဒီလိုပတ်စံအိတ်ကလေးပါမှာပါမတို့ပတ်စံအိတ်လေးတစ်လုံးရဲ့တကယ်ဟိုမှာခန်းသားထဲဝါတော့မတို့ဒီချိတ်ဆိုရင်သူဒီချိတ်နဲ့1 set ပေါ့နော်ဒါကတော့ဟိုနေစင်တူဒီထက်မှမတို့ပတ်ဆိုင်လေးတွေအများကြီးပါတယ်နော်ဒီမှာအရာဒီချိတ်လေးရဲ့ပတ်ဆိုင်ကလေးကတော့ဒီအောက်ထဲကိုရောက်နေတယ်နော်ဒါလေးကတွေးတဲ့ဟာလေးကိုအရင်ပြပေးလိုက်တာမတို့ဒီလိုမျိုးပတ်ဆိုင်အိတ်ကလေးပါမယ်ဒီလိုပတ်ဆိုင်အိတ်ဂိုင်းဆွဲလေးမတို့ဂိုင်းလေးကကင်ပြီးတော့ညီမလေးတို့ပွဲတက်ရင်လည်းရမ်းလှသလိုဒါမှမဟုတ်လို့ရှိရင်သူတို့မှပါပြီးသားဟောဒီရွှေကြိုးလေးပေါ့နော်မတို့ရွှေကြိုးလေးနဲ့လည်းလွယ်ပြီးတော့လုံးဝပွဲတက်လို့ခန်းသားမှာပေါ့နော်တကယ်ဟိုမှာပွဲရှင်တွေအရန်ချက်သေးရှိတယ်အထည်လေးဝစ်စုံလေးဖြစ်မှသိကြပါတယ်ဒီလိုပတ်စံအိတ်ကလေးလည်းပါမယ်ဒီပတ်စံအိတ်ကလည်းခပ်ဟိုနေကြည့်လိုက်တာနဲ့ပေါ်ဆဆလုံးဝမဟုတ်ပဲတကယ်ဟိုမှာပတ်စံအိတ်ဆိုလဲ quality ကောင်းအမြင့်မတို့ဒီထဲမှာဆိုရင်ဖုန်းတစ်လုံးနဲ့အနည်းဆုံးပတ်စံဆိုလို့ရှိရင်လည်းမတို့ပတ်စံပေါ့နော်3 4 5သိန်းလောက်ထိကအေးအေးထည့်လို့ရတယ်ပတ်စံအိတ်ကလေးပါနော်မတို့ပွဲသွားနေနေပတ်စံမဲထက်တောင်ကိုယ့်ရဲ့ဘန်စာအုပ်တွေတခုပေါ့ထည့်ချင်တာလည်းထည့်လို့ရတယ်တေးမွှားလေးမဟုတ်ပါဘူးနော်မတို့ဒီမှာနော်သူ့ရဲ့ site ကလည်းကြီးပါတယ်မတို့အားလုံးပေါင်းဒါဆိုလို့ရှိရင်9လက်မ8လက်မလောက်ရှိတယ်နော်မတို့အကြီးပဲအရန်အကြီးလည်းမဟုတ်နေတော်လေးပေါ့ပွဲတက်ကလေးနော်မတို့ဒီမှာဂိုင်းဆွဲလေးနဲ့လာပါမယ်ဒါလေးကို3သိန်းခွဲပါမတို့ပြီးရင်တစ်ထည်စီပေါ့နော်ဖြန့်ပြပေးမယ်ဒီထုတ်ကုန်လေးနဲ့မိတ်ဆက်ပေးတာပြပေးမယ်နော်ဟယ်လိုမမတို့ညီမလေးတို့ရေသူ့ရဲ့ထုတ်ကုန်လေးကဒီလိုမျိုးလေးပါနော်အရန်လှတော့ဒါလေးကအိန္ဒိယနိုင်ငံကထုတ်လုပ်ပေးထားတဲ့ကက်ရှမီးယားချိတ်ကလေးတွေပါဒါမြန်မာနိုင်ငံအတွက်ပေါ့နော်ဒါသူတို့တီးတန့်ထုတ်လုပ်ပေးထားတဲ့ရွှေမဒီကုမ္ပဏီကတင်သွင်းတဲ့ရွှေမဒီပေါ့နော်ချိတ်ကလေးတွေပါတကယ်မြန်မာမှုပေါ့နော်ဒါလေးတွေကညီမတို့ရဲ့မြန်မာယူရကျိုးကြီးချိတ်ကလေးတွေရဲ့ရေလှိုင်းချိတ်ကလေးတွေရဲ့ကိုပေါင်းဆက်ပြီးတော့ထုတ်လုပ်ပေးထားတယ်မမတို့ပေါ့နော်အပြင်မှာဆိုလို့ရှိရင်ဒီလိုချိတ်တွေကတစ်ထည်တည်းနဲ့လည်းမမတို့
တို့သမီးချိတ်လေးတွေဆိုရင်အခုဆိုလို့ရှိရင်8သိန်း9သိန်း10သိန်းလောက်ညီပါတန်တဲ့ quality လက်ရအတိုင်းလေးပဲအရန်လှပါတယ်တစ်ခေါက်ပိုးလေးပါတစ်ခေါက်ပိုးချိတ်လေးပေါ့နော်အဲ့တော့ဒီ4000ပြည့်ပါတယ်လုံကြီးကလည်းလုံးဝ4000ပြည့်အနံလည်းကြီးပါတယ်ခွင်းကလည်းလုံးဝ4000ပြည့်ခွင်းဖြစ်ပါတယ်မမတို့စက်ကော်ပိတ်လည်းကတ်ပြီးသားဘေးနှစ်ဖက်မှာလည်းသူကပေါ့ဓာတ်ဆက်လိုက်ပြီးသားပြီးွားရင်ဒီချိတ်လေးနဲ့စင်တူပေါ့နော်ဒါကိုဝယ်တဲ့ချိတ်လေးနဲ့စင်တူပတ်ဆိုင်အိတ်ကလေးလည်းပါမှာပါဒီလိုလက်ဆွဲအိတ်ကလေးပေါ့နော်မမတို့ဒီလိုလေးပါမှာပါအယောင်ကာလာလေးတွေအကိုလုံးမင်္ဂလာအယောင်ပွဲတိုင်ရောင်လေးတွေပေါ့နော်ဒါလည်းမြောက်ခွညူရဲ့စိုက်မှာလည်းလာရောက်ဝယ်ယူအားပေးလို့ရပါတယ်နော်မတို့ညီမလေးဒီလိုမျိုးလေးပါဒါဆိုလည်းမင်္ဂလာရောင်ပွဲတိုင်ရောင်ကြက်ပေါက်ဝါနုနုလေးတွေဒါလေးတွေဆိုလို့ရှိရင်လေဒါလေးကလည်းနသာရောင်နုနုလေးတွေမမတို့ဒါလေးတွေကဘေဘီပင့်ပန်းရောင်ဖြောဖြောလေးတွေဒါလေးတွေဆိုလို့ရှိရင်လေဘီဒါနုနုလေးဟောဒီဒါလေးဆိုလို့ရှိရင်လေမိတ်ကပ်ရောင်လေးပါဒါလေးဆိုလို့ရှိရင်လေဘယ်လိုပြောရမလဲတော့မသိဘူးစိမ့်ဖက်ဖက်နုနုလေးပေါ့နော်စိမ့်ဖက်ဖက်နုနုလေးမိုးပြလေးတွေနဲ့မမတို့ဝယ်ရလွယ်အောင်လို့နံပါတ်ကလေးနဲ့ပြပေးမယ်နော်လုံးဝမြန်မာနိုင်ငံကိုတင်သွင်းတဲ့နောက်ဆုံးထွက်ရွှေမတီရဲ့လုံးဝအဆင့်မြင့်ပေါ့နော်အဆင့်မြင့်ချိတ်ပါဒီချိတ်တွေကလုံးဝမင်္ဂလာဆောင်မဲ့မင်္ဂလာသတို့သမီးလေးတွေပါဝတ်ဆင်လို့ရတယ်ဆိုတော့တကယ် quality အရေးအသွေးပြည့်ပြည့်နဲ့ချိတ်ကလေးတွေပါလုံးကြီးတကွင်းနဲ့ပတ်ဆိုင်အိတ်ဟောဒီလိုတစ်ဆက်ကို3သိန်းခွဲတိတိပါနော်မမတို့ညီမလေးတို့ပြပေးမယ်နော်နောက်ခါမှဒီမှာပါသူတို့ရဲ့ဒီဇိုင်းလေသူတို့ရဲ့ဒါဈေးပေါ့နော်မမတို့ဒါသူတို့ရဲ့ကုမ္ပဏီရဲ့ဒါကတ်ဈေးတိုင်းပဲ3သိန်းခွဲချက်ပါမမတို့နော်3သိန်းခွဲချက်ပါမမတို့ဒါလေးတွေလိုချင်တယ်ဆိုလို့ရှိရင်မြောက်ခွညူမှာမှာယူအားပေးလို့ရပါတယ်ဝယ်ယူလို့ကောင်းလို့ညီမလေးနံပါတ်လေးနဲ့ခဏနေပြပေးမယ်နော်မမတို့ညီမလေးတို့ရေဝယ်ယူရအဆင်ပြေအောင်လို့နံပါတ်ကလေးတွေနဲ့ဒီလိုလေးပြပေးလိုက်မယ်နော်မမတို့နံပါတ်ကလေးနဲ့ပြပေးပါမယ်ဒါလေးကနံပါတ်1ရောင်လေးကစကိုင်းဘလူးမိုးပြရောင်နုနုလေးပေါ့နော်မမတို့နံပါတ်2ကလေးရလေတဲ့နံပါတ်2ကလေးကတော့အဖြူကန်လေးအဖြူဆိုတော့ဖြူဆိုကြီးမဟုတ်ဘဲနဲ့ပလေးဖြူလေးမမတို့အရန်လှတယ်နော်ပလေးဖြူလေးမမတို့ပေါ့နော်အဖြူလေးပါနံပါတ်3လေးကကြတော့တဲ့သူ့ရောင်လေးရောင်မတို့ရဲ့မင်္ဂလာရောင်ပွဲတိုင်ရောင်ဆိုတော့ဒီရောင်လေးကကြာရောင်လေးလို့အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးရောင်လေးမတို့ရဲ့မင်္ဂလာရောင်ပေါ့သူတို့ကလှအောင်ကုန်ထုတ်ပေးထားတာပဲလိုချင်စရာလေးလှလိုက်တာမမတို့3သိန်းခွဲကမများဘူးနော်တကယ်ပြောတာသိလားတန်နေဒါအိန္ဒိယနိုင်ငံထုတ်ပေးထားတယ်ဒါကက်ရှမီးယားပဲနော်မမတို့ကက်ရှမီးယားဟိုမှာဒါမြန်မာပြည်အတွက်သူတို့ကလုပ်ပေးထားတယ်ဒါမြန်မာယူရအကျိုးကြီးကျိတ်လုံးရဲ့ရေလိုင်းကျိတ်ကလေးရဲ့နဲ့တွဲဖက်ထားတာအရန်လှတယ်နံပါတ်5မိတ်ကပ်ရောင်မမတို့နံပါတ်4ရကြတော့ဘီဒါနုနုလေးဘီဒါရောင်လေးပေါ့မမတို့ရဲ့ဘီဒါနုလေးနော်ဒီကနံပါတ်5မိတ်ကပ်ရောင်လေးပါမမတို့နံပါတ်6လေးရကြတော့သူကလေစိမ့်လေးမှစိမ့်ဆိုတာလေဟိုလိုမျိုးအစိမ့်မှုန်ဒါမင်္ဂလာရောင်ပွဲတိုင်ရောင်စိမ့်မျိုးလေးစိမ့်ဖန့်လေးဟိုနုစိမ့်လေးပေါ့နော်နုစိမ့်နုလေးအဲ့လိုမျိုးလေးပါဒါလေးကနံပါတ်9ပြောရခက်ပြန်ပြီနံပါတ်9ကတဲ့ဘယ်လိုပြောရမလဲနံပါတ်9ကလည်းအဲ့လိုမျိုးလေးပဲမမတို့ရဲ့မင်္ဂလာရောင်လေးတွေပဲဘယ်လိုပြောရမလဲတော့မသိဘူးဒါလေးကနံပါတ်8ကတော့စင်စွယ်လေးလိုမျိုးစင်စွယ်ဖြူလေးပေါ့သူကလေဒါလေးကနံပါတ်9လေးじゃဘေဘီပင်ဖြောလေးဘေဘီပင့်လေးနော်မတို့လုံးဝမင်္ဂလာရောင်ပွဲတိုင်ရောင် luxury ချိတ်တွေပါဒါလေးဆိုညီမလေးတို့ဆိုလို့ရှိရင်ကိုကလိုချင်တာ9တွဲလောက်လိုချင်တာပေါ့နော်သူက10ရောင်လိုင်းလာတာပေါ့ဒါလေးကကြတော့ပန်းသခွားနုနုလေးမမတို့ပန်းရောင်စစ်မဟုတ်ဘဲနဲ့ပန်းသခွားနုလေးနံပါတ်10ကလေပန်းသခွားနုလေးပါဒါလေးတွေကို9တွဲလောက်ယူခြင်းပေမဲ့လည်းမရတာမမတို့ဒီဟာလေမြောက်ခွညူမှာဒီတတွဲပဲရတယ်မမတို့ပစ္စည်းကိုကလုံးဝမရတာဘောနော်အဲ့တော့မမတို့ညီမလေးတို့ကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်39944839ဒီ9358ဆိုတဲ့ဖုန်းလေးကိုဆက်သွယ်မှာယူလို့ရပါတယ်နော်ဒါလေးတွေမမတို့ကြည့်အောင်ဖြန့်ပြပေးမယ်နော်မမတို့ညီမလေးတို့ဒါလေးကတော့အယုံမလေးမှာဝစ်ပြပေးထားတယ်ချစ်ကလေးပါနော်ဒီမှာပါမမတို့ဂျိတ်လိုင်းလေးကလည်းအရန်ပေါ်ပြီးတော့ကြွတယ်နော်မမတို့ချစ်ကလေးတွေကလုံးဝမမတို့အပြင်ရောက်ရင်ပို့ပြီးတော့ကြိုက်စေရမယ်နော်ဂျိတ်လိုင်းလေးနဲ့အရန်လာတယ်မမတို့ဒါလေးတွေကကြတော့ဒါကြိုးကြီးဂျိတ်လေးနဲ့ကြိုးကြီးဂျိတ်လုံးလေးရဲ့ဟောဒီမှာစက်တီရှိအောင်ဒီလိုကနုတ်ကလေးတွေအကိုလုံးထိုးချက်အပြည့်ပေါ့နော်ဒါလေးတွေကပြီးွားရင်ဒီလိုရေလှိုင်းဂျိတ်ကလေးရဲ့ကနုတ်ကလေးတွေရဲ့
နဲ့အရန်လှပါတယ်ဂျိတ်လိုင်းကလုံးဝတိနှုံလေးတွေလည်းမဟုတ်ဘူးအရန်ကြီးလည်းမဟုတ်ပဲနဲ့တကယ်ဟိုမှာအနေတော်လေးမမတို့ထဲလေးနဲ့ပေါ့နော်ပွဲမှာလေးအရန်နှုတ်ရင်လည်းမပေါ်ဘူးသူကကြတော့အရန်ကြီးနေလည်းဟိုဖြစ်တယ်ဒါလေးကအကုန်လုံးအတွက်အဆင်ပြေရယ်နော်ဒီချိတ်ဒီဇိုင်းလေးကလူကြီးလူငယ်အားလုံးနဲ့လိုက်ပါတယ်ဒါလေးကတော့ရွှေကြိုးလေးတွယ်ပြီးတော့လွယ်ပြထားတာပါတကယ်လို့ရွှေကြိုးလေးမတွယ်ခြင်းမဲနဲ့ဂိုင်းလေးရပဲဆွဲပြီးကိုင်နေတယ်ဆိုလဲရတယ်ပေါ့နော်ဒါလေးကသူ့ရဲ့ one set အတွဲလိုက်လေးပါအဲ့ဒီမှာကတော့ဒီကက်ရှမီးယားချိတ်ကလေးကိုဝတ်ဆင်ပေးထားတဲ့ model လေးကတော့သူကဒီလိုလေးတွဲဝတ်တယ်ပေါ့နော်သူကပြင်သစ်စာလေးနဲ့ဒီချိတ်လုံးကြီးလေးနဲ့ကိုတွဲပြီးတော့ဆင်မြန်းပေးထားတာတွေ့ရပါတယ်ဒါလေးဆိုရင်တော့မမတို့ဟိုနေလေးပေါ့စင်ဆွယ်လေးဒါမှမဟုတ်ကြက်ပေါက်ဝါနှူးလေးပေါ့နော်သူအဲ့လိုမျိုးလေးပါစင်ဆွယ်မဟုတ်ပေါ့ကြက်ပေါက်ဝါနှူးလေးနံပါတ်အနေနဲ့ပြောမယ်ဆိုရင်တော့ဒါနံပါတ်9ရဲ့အယောင်လေးပါရှင်မရညီမလေးတို့ဒီလိုမျိုးလေးတွဲဖက်ပြီးတော့ဆင်မြန်းလိုက်မယ်ဆိုရင်အားလုံးပြည့်စုံနေပေါ့နော်ဒါလေးကပွဲတက်ဝတ်စုံလေးတစ်စုံဖြစ်သွားမှသိကြပါတယ်မမတို့ပြင်သစ်စာလေးနဲ့တွဲဖက်ဆင်မြန်းရတယ်လို့တချို့ကဇာမကြိုက်တဲ့မမတွေဆိုရင်လန်ဒီနိုပိုးလေးနဲ့ရပါတယ်ဒီပြင်သစ်စာလေးရဲ့ထူးခြားချက်ကတော့လုံးဝစူးခြင်းပူခြင်းရားခြင်းလုံးဝမရှိပဲနဲ့သူက3000တမိုင်နဲ့အနံကြီးနှစ်ဖက်အနားနှစ်ဖက်နဲ့လုံးဝဝတ်လို့ကောင်းတယ်မင်းသမီးတွေလည်းအများကြီးဝတ်တယ်ဝင်းမုံရွှေထထမိုးပြင်သစ်စာမိုးဝတ်တဲ့နာမည်ကြီးမင်းသမီးမရှိရလားအောင်မင်းကလေး10ယောက်မှာမမတို့9ယောက်လောက်ကလုံးဝကြိုက်တဲ့ဇာပါတယောက်တလေကတော့တချို့ကဇာမကြိုက်ဘူးပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့မကြိုက်ဘူးပေါ့ဒါလေးကကြတော့သူကပြင်သစ်စာလေးနဲ့ဒါတွဲဖက်ဆင်မြန်းပေးထားတာပါဒါလေးက sequence ပဝါလေးပါဒီပဝါလေးတစ်ထည်ဈေးနှုန်းကတော့4,600ပါပြင်သစ်စာရဲ့တကိုင်းကကြတော့18,000ပါမမတို့18,000နဲ့ပေးထားပါတယ်เนาะတကယ်လို့လိုချင်ရင်အဲ့လိုမျိုးလေးနဲ့တွဲဖက်ဆင်မြန်းလို့ရပါတယ်လုံကြီးနဲ့အိတ်က3သိန်းခွဲဇာလေးက18,000အနံကြီး3,000တမိုင်နံတကိုင်းကိုပေါ့နော်ပဝါလေးက4,600ပါရှိဒီလိုမျိုးလေးတွဲဖက်ပြီးဆင်မြန်းလိုက်မယ်ဆိုရင်เนาะဒီမလေးတွေပွဲအရန်ဟိုမှာချက်တည်ရှိနဲ့လှပနဲ့အမျိုးသမီးလေးတယောက်ဖြစ်မှာသိကြပါတယ်เนาะတကယ်လို့မမတို့ကနေပြီးတော့ဇာမကြိုက်ခဲ့ရင်လေပိုးလေးနဲ့ဆင်မြန်းခြင်းနဲ့ဆိုရင်လည်းရပါတယ်မြောက်ခွာညိုမှာဘလန်ဒီနိုပိုး grade A အနံကြီး3,000တမိုင်အနံပေါ့နော်တကိုက်ကိုမမတို့1,000နဲ့2,000နဲ့ရောင်းပေးထားမယ်နော်တကယ်တော့1,300ဖြစ်နေပါပြီဒီလိုမျိုးလေးပါမမတို့ကြိုက်နှစ်သက်တယ်ဆိုရင်မှာယူအားပေးလို့ရပါတယ်ရှင်မမတို့ညီမလေးတို့ဒါလေးတွေကိုမြောက်ခွာညူရဲ့ဆိုင်ကအမှတ်7ပြီးစိုင်းငိန်9လန်ကမာရွတ်လှဲတန်းရန်ကုန်ကပါမမတို့ကြိုက်တဲ့နံပါတ်လေးတွေရှိရင်လေဒီ399448391938ကိုဖုန်းလေးဆက်ပြီးတော့ဆက်သွယ်မှာယူအားပေးလို့ရပါတယ်နော်ကြည့်ရှုအားပေးနေတဲ့မမတွေညီမလေးတွေကျေးဇူးအများကြီးတင်ပါတယ်နိုင်ငံနဲ့ Royal Express ရောက်တဲ့မြို့တိုင်းကိုလည်းအိမ်ရောက်ငွေချီနဲ့ပို့ပေးပါတယ်ကားနဲ့တင်ရမယ်ဆိုရင်တော့ငွေကြုံလွှဲရပါမယ်ရှင်တဲ့ကျေးဇူးတင်ပါတယ်